မင်္ဂလာပါခင်ဗျာအခုကျွန်တော်တို့ရောင်ကြီးအဖွဲ့သားတွေကနေပြီးတော့မှမေးခွန်းလေးတွေမေးပြီးတော့အဖြေမှန်လို့ရှိရင်စုကြီးလေးတွေချီးမြှင့်တဲ့အစီအစဉ်ကိုစတင်တော့မှာဖြစ်ပါတယ်ဒီအစီအစဉ်ကိုအတိတ်ကစီစဉ်ပေးတဲ့သူကတော့ကိုနေမျိုးဆက်ဖြစ်ပြီးတော့မှအလှူရှင်ကတော့ထိုင်းနိုင်ငံကမတ်လာရဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဗာမေးခွန်းလေးတွေမေးမလဲဆိုတော့ကျွန်တော်နဲ့အတူလိုက်ကြည့်ကြပါအောင်ခင်ဗျာကိုမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာဦးရေစัจ जाတရားကိုဘယ်နေရာမှာဟောခဲ့တာလဲအဲ့တော့လေမြတ်စွာဘုရားကဓမ္မစัจ जाတရားကိုဘယ်နေရာမှာဟောကိုမင်္ဂလာပါခင်ဗျာမင်္ဂလာပါကျွန်တော်တို့ကရောင်ကြီးအဖွဲ့သားတွေပါဟောကျွန်တော်တို့ကအခုမေးခွန်းလေးတွေနေပြီးတော့လေစုကြီးလေးတွေပေးတဲ့အစီအစဉ်လေးလုပ်တာပါဝင်ကြလားခင်ဗျာပါဝင်ဟောကြပါတယ်မေးခွန်းလေးရတယ်မြတ်စွာဘုရားကဓမ္မစัจ जाတရားကိုဘယ်နေရာမှာဟောခဲ့တာလဲခင်ဗျာဓမ္မစัจ जाတရားကိုဓမ္မစัจ जा အမှန်ဟောခဲ့အပင်အောက်လေဟုတ်လားဟောတိုင်းပြည်ကိုပြောတာသူကဘယ်တော့လဲပေါ့တော်ကိုပြောတာတော်ကမဟုတ်ပါဘူးဒီတုန်းကကြောင်းဟုတ်တော့ကလုံမနဲ့ဥယျာဉ်လုံမရငါသိတယ်အဲ့တော့ကနီနီလေးပါနေစီမအတိုင်းထဲမှာပဲအဝေးတော့မဟုတ်တော့ကပါအေးတာငါသိတော့သိတယ်ခဏလေးတော်လေတော့ကတော့ဘာတော့โอเคတော့မသိတော့ဘူးဒီမှန်လေးရတော့မိဂရာဝန်တော်ဖြစ်ပါတယ်ခင်ဗျာဟုတ်တယ်ကျောင်းကျေးဇူးတင်ပါတယ်မင်္ဂလာပါခင်ဗျာဦးရေအေးပါမင်္ဂလာပါကလေးဟောလေကျွန်တော်ရောင်ကြီးအဖွဲ့သားတွေရနေပြီးတော့မှဒီမိကုန်းလေးတွေနေပြီးတော့မှအဖြေမှန်လို့ရှိရင်စုကြီး1000အစီအစဉ်လေးလုပ်လာပါဝင်ကြလားမသိခင်ဗျာအေးပါဝင်နေတယ်ခင်ဗျာဟိုမိကုန်းလေးရတော့လေမြတ်စွာဘုရားကဓမ္မစัจ जाတရားကိုဘယ်တော်မှာဟောခဲ့တာလဲမသိခင်ဗျာမိဂရာဝန်တော်မှာဟောခဲ့တာဟုတ်ကဲ့ပါမှန်ပါတယ်ခင်ဗျာကျေးဇူးပါတော့တည်းကြီးအဖွဲ့သားတွေပါဟိုမရတယ်မြတ်စွာဘုရားကဓမ္မစัจ जा ဘုရားကိုမဟောခဲ့တာလေကျွန်တော်ဟောနေပေါ့ဟိုဓမ္မစัจ जा ဟိုလည်းတည်းဘာလို့တည်းရေကျွတ်တယ်ဝါကျွတ်တယ်တည်းလာပြီဆိုဟုတ်ရပါဘာဝင်နေပါလဲဘာတာဝိရယ်တာဝင်တာမှာဟောတာမှာပါတော့အောက်ပါတယ်သုရဝေယတယ်အမှသူ့တော့တခုပဲနော်ဘုရားဓမ္မစัจ जा တရားကိုဟောခဲ့တဲ့နေရာကမိဂရာဝန်တော်ပါဟုတ်ကျေးဇူးပါခင်ဗျာမိကုန်းလေးတွေနေပြီးတော့မှဟောလေအဖြေမှန်လို့ရှိရင်စုကြီး1000ပေးတဲ့အစီအစဉ်လေးလုပ်တာပါဝင်ကြလားမသိဘူးဟုတ်ကဲ့ပါဝင်ကြပါတယ်ခင်ဗျာမိကုန်းလေးရတော့လေမြတ်စွာဘုရားကဓမ္မစัจ जा တရားကိုဘယ်နေရာမှာဟောခဲ့တာလဲမသိဘူးခင်ဗျာကျွန်တော်တို့ဘုရမမြတ်စွာဘုရားရှင်ကိုရမေကြီးကကျွန်တော်တို့တက္ကတိ103ခုနှစ်ကျွန်တော်ဝါဆိုလားပြည့်ကျွန်တော်နော်စနေနေ့ညနေနေဝင်ကာကအချိန်မှာပြင်စာဝတ်ကြီး9ခုကျွန်တော်မိဂရာဝန်တော်မှာဓမ္မစัจ जा တရားကိုစတင်ဟောကြားပါတယ်ခင်ဗျာဟုတ်ကဲ့ပါဟုတ်ကဲ့မှန်ပါတယ်နော်ကျေးဇူးတင်ပါတယ်စုကြည်လေး1000ရပါတယ်ကျေးဇူးပါခင်ဗျာ